သူဟာလက်ထဲမှာဓာတ်တလက်ကိုကင်ဆွဲရင်းမှောက်မိုက်တဲ့ရေပြင်ကိုခြေပလာနဲ့ဖြတ်တန်းလျှောက်လန်းလာခဲ့တယ်။ရုတ်တရက်ခေါင်းကိုးလုံးရှိတဲ့ဟိုက်ဒရာငွေနဂါးကြီးပေါ်လာခဲ့ပါတော့တယ်။ဘာမှတွေဝေမနေပဲသူဟာသူ့ရဲ့ဓာတ်ကိုဝေယမ်းပြီးတိုက်ခိုက်လိုက်တယ်။ဓာတ်ချက်တစ်ချက်တိုင်းမှာငွေကောင်းတစ်လုံးစီပြတ်ကျသွားခဲ့ရတယ်။အဲ့ဒီနောက်သူဟာအဲ့ဒီအေးခဲနေတဲ့မြေရိုင်းကိုအုပ်ချုပ်တဲ့တောဝက်ဘရင်ကြီးကိုစိန်ခေါ်ဖို့အတွက်အာတိတ်ဒေတာစီခီးငင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအချိန်ပြည့်နဲ့တယောက်ကိုတယောက်ထိတ်တိုက်ရင်ဆိုင်မှုပြေးဝင်ခဲ့ကြတယ်။တောဝက်ဘရင်ကသူနဲ့ထိတ်တိုက်တိုးမယ်လို့ထင်မှတ်ထားခဲ့ပေမဲ့ဟာဂျူလီဟာကျူလစ်ကတော့အဲ့ဒီထက်ပိုမူပါနှက်ပါတယ်။သူကအနားမှာရှိတဲ့တစ်ပင်တပင်ပေါ်ကိုခုန်တက်လိုက်တာကြောင့်တောဝက်ဘရင်ကြီးဟာတစ်ပင်ကိုတက်တက်ကြီးဝင်တိုက်မိပါတော့တယ်။ဟာဂျူလီကလေထဲမှာဝဲလှည့်ပြီးသူ့ရဲ့ကြီးမားလာတဲ့အုတ်ကပြန်တူကြီးနဲ့အဲ့ဒီတတဝါကြီးအပေါ်ကိုလွှဲရိုက်ချလိုက်ပါတယ်။ဒါတင်မဲ့အမရသေးပဲသူဟာတရိษံအားလုံးထဲမှာအစွမ်းထက်ဆုံးဖြစ်တဲ့ချင်းသေးဘရင်ရဲ့ကိုအောင်ရစီကိုဆက်လက်ဦးတည်ခဲ့ပြန်ပါတယ်။ဒီချင်းသေးကတော့လွယ်ကူတဲ့တိုင်ပဲမဟုတ်ပါဘူး။သူ့ရဲ့အရေးပြားဟာဓားတွေများတွေနဲ့မြည်တို့များထိုးဖောက်လို့မရအောင်မာကျောလှပါတယ်။ဒေါသထွက်နေတဲ့အဲ့ဒီတတဝါကြီးကသူ့ဘော်ကိုလှမ်းအုပ်လိုက်ပေမဲ့ဟာဂျူလီကသူ့ရဲ့နတ်ဖျားခွန်အားကိုအသုံးချပြီးချင်းသေးကြီးရဲ့မေးရိုးတွေကိုလက်ပလာနဲ့တင်ဆွဲဖြဲပစ်လိုက်ပါတော့တယ်။သူဒီလောက်ထိအစွမ်းထက်ရတဲ့အကြောင်းရင်းကတော့သူဟာဂရိနတ်ဖျားတွေရဲ့ဘရင်ဖြစ်တဲ့ဆုပ်ဇေုစ်နတ်မင်းကြီးနဲ့လူသားမျိုးသမီးတဦးတို့ကနေမွေးဖွားလာတဲ့တရားမဝင်သားတော်ဟာဂျူလီဖြစ်နေလို့ပါပဲ။နတ်ဖျားတစ်ဝက်လူသားတစ်ဝက်ဖြစ်နေတာကြောင့်သူဟာအသက်2နှစ်အရွယ်မှာတင်ငွေနဂါးတွေကိုလက်ပလာနဲ့ညှစ်တက်နိုင်စွမ်းရှိခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အခါမှာတော့သူကသူ့ရဲ့နတ်ဖျားစွမ်းအားကိုသုံးပြီးပြည်သူတွေကိုဘေးအန္တရာယ်တွေကနေကာကွယ်ပေးခဲ့တယ်။သူဟာနန်းတွင်းရဲ့ချစ်ခင်မှုကိုရရှိခဲ့တယ်လို့နိုင်ငံတော်တဝန်းလုံးကရေတွက်လို့မရနိုင်တဲ့ပြည်သူပြည်သားတွေရဲ့ယိုသေးလေးစားမှုကိုလည်းခံခဲ့ရပါတယ်။သူ့မှာသားသမီး3ယောက်နဲ့တစ္ဆာရှိတဲ့ဇနီးတစ်ယောက်ရှိခဲ့ပူပါတယ်။အဲ့ဒီတုန်းကသူဟာအောင်မြင်ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်ခဲ့ပေမဲ့သူ့ရဲ့အောင်မြင်မှုကဘရင်ကြီးရဲ့ရင်ထဲမှာမနာလိုဝန်တိုမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။အောင်ပွဲခံခန်းနာရွှေပြည့်ပွဲတစ်ခုမှာဘရင်ကြီးကသူ့ကိုစိတ်ခတ်ခဲ့ပြီးတိတ်တဆိတ်တော်ဝင်ပလွေတွေကိုလှုပ်ကာသူ့ရဲ့သားသမီးတွေနဲ့ဇနီးတွေကိုတပ်ဖြတ်စေခဲ့ပါတယ်။ဟာဂျူလီနိုးလာတဲ့အခါသူ့လက်တွေမှာသွေးတွေပေးကျန်နေတာကိုတွေ့လိုက်ရတယ်။သူကသူကိုယ်တိုင်အရက်မူပြီးမိသားစုကိုတတ်မိလိုက်တာလို့ပဲထင်မှတ်သွားခဲ့ပါတယ်။အဲ့ဒီအပြစ်ရှိစိတ်ကသူ့ကိုဝါမျိုးသွားခဲ့ပြီးမိမိကိုယ်ကိုဘယ်တော့မှခွင့်မလွတ်နိုင်ခဲ့ပါဘူး။ဘရင်ကြီးကဒါကိုအကြောင်းပြချက်တစ်ခုအနေနဲ့သုံးပြီးဟာဂျူလီကိုအေသင်မြို့အသန်စ်ကနေထာဝရနှင်ထုတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူဟာသွေးဆုံးတဲ့ငွေကြေးနဲ့အသက်မွေးရတဲ့စုကျေးစားလူမိုက်တစ်ယောက်ဖြစ်ပဲခက်ခဲပင်ပန်းစွာရှင်သန်ခဲ့ရပါတယ်။တညမှာတော့သူ့ရဲ့တူဖြစ်သူဟာပင်လယ်သားပြတွေရဲ့ဖန်ဆီးခြင်းကိုခံခဲ့ရပြီးနှိပ်စက်တော့မဲ့အခြေအနေရောက်နေခဲ့ပါတယ်။သူတို့ကြိုးကိုမီးရှို့လိုက်တဲ့အခိုက်အတန့်မှာပဲဟာဂျူလီဟာချင်းသိကောင်းကိုဦးထုတ်အဖြစ်စောင်းထားရင်းပေါ်လာခဲ့ပါတယ်။ပင်လယ်သားပြခေါင်းဆောင်ကသူတယောက်တည်းရောက်လာတာကိုမြင်တော့သူ့ကိုတင်ကန်းစာပေးဖို့အတွက်သူ့လူ9ယောက်ကိုစေလွှတ်လိုက်ပါတယ်။ဟာဂျူလီကသူ့ရဲ့တူကြီးကိုတစ်ချက်တည်းဝေယမ်းလိုက်ရုံနဲ့သူတို့အားလုံးကိုလဲကျသွားစေခဲ့တယ်။ဒါကိုမြင်တော့ခေါင်းဆောင်ကသူ့ရဲ့ပင်လယ်သားပြတွေအားလုံးကိုသူ့အပေါ်ဝိုင်းဝန်းတိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပေမဲ့ဟာဂျူလီကတော့အေးအေးဆေးဆေးပဲရှေ့ကိုရှောက်လန်းလာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာတယောက်တည်းမဟုတ်လို့ပါပဲ။သူ့ဘေးနားမှာသူ့ရဲ့ကွန်ရက်ရေးသမားတီစု Vicious မြားသမားတာလုံး Talon Mosia Amphitryon နဲ့သူ့ရဲ့တာရဲ့ကြီး James တို့ရှိနေခဲ့ကြပါတယ်။တမိနစ်တောင်မပြည့်ခင်မှာတင်သူတို့ဟာပင်လယ်သားပြအားလုံးကိုအမြင့်ပြတ်ချေမှုန်းလိုက်ကြပါတယ်။တူတူလေးပြုတ်ကြတော့မဲ့အချိန်မှာပဲဟာဂျူလီကလှမ်းပြီးဖမ်းထိန်လိုက်ပါတယ်။အဲ့ဒီညမှာသူတို့အောင်ပွဲခံနေကြစဉ်ဝေးလံတဲ့နိုင်ငံတော်တစ်ခုကမင်းသမီးတစ်ပါးကဟာဂျူလီစီကိုရုတ်တရက်ချင်းကပ်လာခဲ့ပါတယ်။မင်းသမီးကဟာဂျူလီကိုသူမတို့နိုင်ငံတော်ဟာသူ့ရဲ့အကူအညီကိုအလွန်မင်းလိုအပ်နေတယ်လို့အရေးတကြီးပြောကြားခဲ့ပါတယ်။သူမတို့ယုံကြည်စိတ်ချရတဲ့လူယုံတွေကတစ္ဆာဖောက်ပြီးနိုင်ငံတော်ကိုပြန်လည်တိုက်ခိုက်နေကြကြောင်းရှင်းပြခဲ့ပါတယ်။ဒီတစ္ဆာဖောက်မှုကြောင့်စစ်ပွဲတွေနေရာအနှံ့ပြန့်နှံ့နေပြီးအပြစ်မဲ့ပြည်သူတွေစက်တိုက်တေဆုံးနေကြရပါတယ်။ဟာဂျူလီရဲ့ဘေးမှာထိုင်နေတဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကသူတို့မှာအချိန်ဖြုံးနေဖို့မရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့သူတို့အနေနဲ့အမြောက်များငွေကြေးပေးမှသာကူညီပေးနိုင်မယ်ဆိုတာကိုလည်းရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။မင်းသမီးကဒီလိုအရေးကြီးတဲ့တိုက်ပွဲမှာပါဝင်တိုက်ခိုက်ပေးမယ်ဆိုရင်ဂုဏ်ယူစရာဖြစ်မှာပါလို့ပြန်လည်ပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်ဟာဂျူလီကသူ့ဖွဲ့အနေနဲ့စစ်ပွဲအတွက်လက်နက်တွေနဲ့ရိတ်ခါတွေဝယ်ဖို့ငွေကြေးလိုအပ်တာကြောင့်လို့ရှင်းပြခဲ့ပါတယ်။မင်းသမီးကလည်းသူမရဲ့ခံမဲတော်ဘရင်ကြီးဟာအလွန်အမင်းချမ်းသာကြွယ်ဝတာကြောင့်သူတို့လိုရှိသလောက်ရွှေတင်ကားတွေကိုစုလက်အဖြစ်ပေးသနာနိုင်ကြောင်းအာမခံခဲ့ပါတယ်။သဘောတူညီမှုရရှိပြီးတဲ့နောက်မှာတော့ဟာဂျူလီဟာသူတို့နဲ့အတူနိုင်ငံတော်စီလိုက်ပါသွားခဲ့ပါတယ်။အဲ့ဒီနေရာမှာတော့စုံနတ်မင်းကြီးရဲ့ဇနီးတဲ့အတွက်တုံးလုပ်ထားတဲ့ကြီးမားလာတဲ့ရုပ်တုကြီးတစ်ခုရှိနေပါတယ်။မင်းသမီးကဟာဂျူလီကိုဂုဏ်ယူစွာနဲ့ဒီရုပ်တုကြီးပြီးဖို့9နှစ်တောင်အချိန်ယူခဲ့ရကြောင်းပြောပြခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်ကပြည်သူတွေဟာဟာဂျူလီကိုစုံနတ်မင်းရဲ့တားတော်အစ်လို့တကယ်မယုံကြည်ကြလို့ဖြစ်ပါတယ်။ဒါပေမဲ့မင်းသမီးရဲ့တားငယ်လေးအတွက်တော့ဟာဂျူလီဟာအသက်ရှင်လျက်ရှိတဲ့ကဏ္ဍဝင်သူရဲ့ကောင်းကြီးတဦးထက်မနည်းပါဘူး။အဲ့ဒီနောက်ဘရင်ကြီးကနိုင်ငံတော်ရဲ့ဆိုးရွားလာတဲ့အခြေအနေတွေကိုရှင်းပြခဲ့ပါတယ်။သူကဟာဂျူလီကိုသူတို့ရဲ့အနီးကပ်ဆုံးလုပ်ဖော်ကိုင်ဘက်ကလှည့်စားပြီးတစ္ဆာဖောက်ခဲ့ကြောင်းအဲ့ဒီတစ္ဆာဖောက်မှုကစလို့စစ်ပွဲတွေနိုင်ငံတော်တဝန်းလုံးပြန့်နှံ့သွားခဲ့ရကြောင်းပြောပြခဲ့တယ်။ဒါကြောင့်သူတို့ဆုံးရှုံးခဲ့ရသမျှကိုပြန်လည်ရယူဖို့အတွက်ဟာဂျူလီရဲ့အကူအညီကိုအပြင်းထန်လိုအပ်နေတာဖြစ်ပါတယ်။ဘရင်ကြီးကသူတို့ရင်ဆိုင်နေရတဲ့ရန်သူဟာတာမန်လူတစ်ယောက်မဟုတ်ဘူးလို့ထပ်မံဖွင့်ဟခဲ့ပါတယ်။သူဟာအစွမ်းထက်တဲ့မော်ဆီယာတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အဆိုအရနတ်ဖျားတစ်ပါးမှလွဲ၍မြည်သည့်လူသားများထိုကဲ့သို့သောတတဝါကိုမအောင်နိုင်ကြောင်းပြောပါတယ်။ဒါအပြင်ရန်သူစစ်တပ်ထဲမှာ Sandor Centers လူတဝက်မြင်းတဝက်တတဝါလို့ခေါ်တဲ့ထိတ်လန့်စရာတတဝါကြီးတွေပါဝင်နေကြောင်းလည်းသတိပေးခဲ့ပါတယ်။ဟာဂျူလီနဲ့အတူခီးသွားနေတဲ့မိန်းကလေးတစ်ယောက်ကအဲ့ဒီတတဝါတွေကိုဘယ်မှာတွေ့နိုင်မလဲလို့မေးမြန်းခဲ့တယ်။ဘရင်လူယုံတစ်ယောက်ကသူတို့ကိုဘယ်သူမှတကယ်မမြင်ဘူးကြသလိုဘယ်မှာနေထိုင်ကြမှန်းလည်းမသိကြဘူးလို့ပြန်ဖြေခဲ့ပါတယ်။လူတွေကသူတို့အကြောင်းပုံမြင်တွေနဲ့ကောလာဟာလတွေကိုပဲကြားပူးကြတာပါ။မကြခင်မှာပဲဟာဂျူလီနဲ့သူ့ရဲ့အဖွဲ့သားတွေဟာဘရင်စစ်တပ်ကိုစတင်လေ့ကျင့်ပေးခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်မှာကျွမ်းကျင်တဲ့စစ်တီတော်တွေမကြံတော့လို့ပါပဲ။ဟာဂျူလီကစစ်သားတွေကိုစနစ်ကျတဲ့ဒိုင်းတိုင်း shield wall ပုံစံအတိုင်းကြံ့ကြံ့ခံမတ်တက်ရက်ဖို့အမိန့်ပေးလိုက်ပါတယ်။စစ်သားတွေဒိုင်းတွေကိုအတူတူပိတ်ဆို့ထားစင်ပါပဲ။ဟာဂျူလီရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကရုတ်တရက်သူတို့စီကိုအရှိန်ပြည့်နဲ့ပြေးဝင်လာပြီးအဲ့ဒီခံစစ်ဖွဲ့စည်းပုံကိုအလွယ်တကူပဲတိုက်ခွဲပစ်လိုက်ပါတော့တယ်။ဒါကိုမြင်တော့ဟာဂျူလီကစစ်သားတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ပုတ်ခတ်ခဲ့ပါတယ်။သူကသူတို့ရဲ့ဒိုင်းတိုင်းဟာအလွန်အမင်းအားနည်းလွန်းကြောင်းနဲ့ဒီပုံစံအတိုင်းသာတိုက်ခိုက်ရင်စစ်ပွဲထဲမှာလုံးဝချေမှုန်းခံရလိမ့်မယ်လို့ပြောခဲ့တယ်
ဟာဂျူလီဟာစစ်တပ်ကိုအလွန်ပြင်းထန်တဲ့အရှိန်ဟုန်နဲ့ဆက်လက်လေ့ကျင့်ပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရန်သူစစ်တပ်တွေဟာစစ်ပွဲအတွက်သူတို့စီကိုချင်းကပ်လာနေပြီဆိုတဲ့သတင်းရောက်ရှိလာခဲ့ပါတယ်။ဒါကိုကြားရပြီးနောက်ဟာဂျူလီကဖြစ်နိုင်ရင်စစ်ပွဲကိုရှောင်ရှားဖို့လူတိုင်းကိုအကြံပြုခဲ့ပါတယ်။စစ်ပွဲသာတစ်ခါစတင်လိုက်ရင်ဘယ်ဘက်ကမှဘာမှကြံရှိတော့မှာမဟုတ်ဘူးလို့သူကရှင်းပြခဲ့တယ်။ဒါပေမဲ့ဘရင်ကြီးကတော့နားမထောင်ခဲ့ပါဘူး။သူကရန်သူတွေကိုအမြင့်ပြတ်ချေမှုန်းနိုင်မှသာနိုင်ငံတော်စီငြိမ်းချမ်းရေးပြန်လည်ရောက်ရှိလာလိမ့်မယ်လို့အတင်းအကျပ်ပြောဆိုခဲ့ပါတယ်။အဲ့ဒီညနောက်ပိုင်းမှာတော့မင်းသမီးရဲ့သားငယ်လေးဟာဟာဂျူလီကိုတိတ်တဆိတ်လာရောက်တွေ့ဆုံခဲ့ပါတယ်။ကလေးငယ်ကသူ့ကိုအားကျတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတနေ့ကျရင်သူလည်းကြီးလာရင်ဟာဂျူလီလိုလူမျိုးဖြစ်ချင်တယ်လို့ပြောပြခဲ့တယ်။ကလေးငယ်ရဲ့ဖြူစင်မှုကိုစိတ်လှုပ်ရှားသွားတဲ့အတွက်ဟာဂျူလီကသူ့ရဲ့လေပင်ကဆွဲကြိုးကိုချွတ်ပြီးကောင်လေးရဲ့လေပင်မှာဆင်မြန်းပေးလိုက်ပါတယ်။ဟာဂျူလီကသူ့ကိုညင်တာစွာနဲ့ဒီဆွဲကြိုးကိုသူ့ရဲ့သားအရင်အတွက်မူလကပေးချင်ခဲ့တာဖြစ်ပေမဲ့အခုတော့ကောင်လေးကိုပဲတင်ထားစေချင်တယ်လို့ပြောခဲ့ပါတယ်။နောက်နေ့မှာတော့လူတိုင်းဟာရန်သူဘရင်ကိုရင်ဆိုင်ရမယ့်နေရာစီကိုခီးစတင်နေခဲ့ကြပါတယ်။ခီးစဉ်အတွင်းမှာသူတို့ဟာထိတ်လန့်စရာမြင်ကွင်းတွေဖြစ်တဲ့လူကောင်းပြက်တွေနေရာအနှံ့ချိတ်ဆွဲထားတာကိုတွေ့ရှိခဲ့ကြရတယ်။ဘရင်ကြီးကရန်သူအုပ်ချုပ်သူဟာသူတို့ထက်အရင်ရောက်ရှိလာပြီးပြည်သူတွေကိုတပ်ဖြတ်ကတပြည်လုံးကိုထိတ်လန့်အောင်လှုပ်ဆောင်ထားတာလို့ရှင်းပြခဲ့ပါတယ်။ထို့နောက်ဟာဂျူလီကကျန်တဲ့ခီးစဉ်ကိုခြေလင်းမဲဆက်သွားကြဖို့အကြံပြုခဲ့ပြီးအဖွဲ့သားတွေတတိထားပြီးရှေ့ဆက်ခဲ့ကြပါတယ်။ဒါပေမဲ့အလောင်းတွေကိုစစ်ဆေးကြည့်နေစဉ်မှာဟာဂျူလီကထူးဆန်းတဲ့အချက်တစ်ခုကိုတတိပြုမိသွားခဲ့တယ်။ဒီလူတက်မှုတွေဟာမကြာခင်ကဖြစ်ပျက်ခဲ့တာလုံးဝမဟုတ်မှန်းသူသိရှိသွားတာပါ။အလောင်းတွေဟာရက်တော်ကြာနေပြီဖြစ်ပါတယ်။ဒါဟာသူတို့ရဲ့အာယုံကိုလွှဲဖို့နဲ့အချိန်ဆွဲဖို့အတွက်ဖန်တီးထားတဲ့ထောင်ချောက်တစ်ခုဖြစ်မှန်းသူချက်ချင်းနားလည်လိုက်ပါတော့တယ်။ရုတ်တရက်ဆိုသလိုမျိုးနွယ်စုဝင်ပြည်သူတွေဟာဟာဂျူလီနဲ့သူ့ရဲ့အဖွဲ့သားတွေကိုလမ်းကြောင်းမျိုးစုံကနေဝိုင်းရံလိုက်ကြပါတယ်။ဟာဂျူလီအံ့ဩသွားခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကာကွယ်ပေးဖို့ကြိုးစားနေတဲ့ပြည်သူတွေကပဲအခုသူတို့ကိုပြန်လည်တိုက်ခိုက်နေကြလို့ပါပဲ။တကယ်တော့ရန်သူဘရင်ဟာသူ့ရဲ့အမောင်မော်စွမ်းအားကိုသုံးပြီးဒီမျိုးနွယ်စုပြည်သူတွေရဲ့စိတ်ကိုကြိုးကင်ထိန်းချုပ်ထားခဲ့တာဖြစ်ကြောင်းပေါ်ပေါက်လာခဲ့ပါတယ်။မော်ဆီယာရဲ့လွှမ်းမိုးမှုအောက်မှာမျိုးနွယ်စုပြည်သူတွေဟာဟာဂျူလီနဲ့သူ့အဖွဲ့သားတွေကိုအပြင်းထန်တိုက်ခိုက်ကြတာကြောင့်ပြင်းထန်တဲ့တိုက်ပွဲကြီးဖြစ်ပွားခဲ့ပါတော့တယ်။ဟာဂျူလီကတတိရှိရှိတိုက်ခိုက်ခဲ့ပြီးသူ့စီလာသမျှတိုက်ခိုက်သူတိုင်းကိုနှိမ်နင်းခဲ့ပါတယ်။တယောက်ပြီးတယောက်မျိုးနွယ်စုဝင်တွေရှုံးနိမ့်သွားခဲ့ကြရတယ်။တိုက်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ဘရင်ကြီးဟာသူ့ရဲ့စစ်သားများစုတေဆုံးသွားခဲ့ရတာကြောင့်အကြီးကျယ်စိတ်ပြတ်အာရုံသွားခဲ့ရတယ်။ဟာဂျူလီကဒေါသတကြီးနဲ့ဒါဟာစစ်ပွဲအတွက်တင့်တော်တဲ့အချိန်မဟုတ်ကြောင်းမူလကတည်းကတတိပေးခဲ့တာကိုပြန်လည်တတိပေးလိုက်ပါတယ်။ဒီလိုအန္တရာယ်များတဲ့ရန်သူတွေကိုမရင်ဆိုင်ခင်မှာစစ်တပ်ကလေ့ကျင့်မှုတွေအများကြီးလိုအပ်နေသေးတယ်လို့သူကပြောခဲ့တယ်။ဘရင်ကြီးကလည်းသူအလင်းစလိုလုံမိသွားမှန်းသိရှိသွားပြီးဟာဂျူလီရဲ့စကားကိုနောက်ဆုံးမှသဘောတူခဲ့ပါတော့တယ်။အချိန်တွေကုန်လွန်လာတာနဲ့အမျှဟာဂျူလီဟာတဖြည်းဖြည်းနဲ့စိတ်တက်ကြဆင်းလာခဲ့ပါတယ်။ညစဉ်ညတိုင်းသူအိတ်မပျော်နိုင်ခဲ့ပဲထိတ်လန့်စရာအိမ်မက်ဆိုးတွေကသူ့ကိုခြောက်လန့်နေခဲ့ပါတယ်။အိမ်မက်ထဲမှာသူဟာတေဆုံးသွားတဲ့မိသားစုရဲ့အရေးအယောင်တွေနဲ့အတူထိတ်လန့်စရာခေါင်းသုံးလုံးရှိတဲ့တရဝါကြီးကိုမြင်မဲ့နေခဲ့တာပါ။တနေ့မှာတော့ဟာဂျူလီကသူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကိုဒီနေရာကိုမရောက်ခင်တုန်းကထူးဆန်းတဲ့တရဝါတစ်ကောင်နဲ့ဆုံတွေ့ခဲ့မှုကြောင်းပြောပြခဲ့ပါတယ်။ဟာဂျူလီရဲ့အဆိုအရအဲ့ဒီတရဝါဟာနတ်ဖျားတွေရဲ့တမန်တော်အဖြစ်ဆောင်ရွက်ပြီးလူသားတွေစီကိုနတ်ဖျားအမိန့်တော်တွေကိုတည်ဆောင်ပေးတာဖြစ်ပါတယ်။ဒါအပြင်အနာဂတ်ကိုကြိုတင်ဟောကိန်းထုတ်နိုင်တဲ့စွမ်းအားလည်းရှိပါတယ်။ဟာဂျူလီကအဲ့ဒီတရဝါကသူ့အကြောင်းကိုတီးတန့်ပြောဆိုခဲ့ပြီးသူဟာနောက်ဆုံးမှာသူ့ရဲ့မပြီးဆုံးသေးတဲ့မစ်ရှင်ကိုအပြီးတက်ရလိမ့်မယ်လို့တတိပေးခဲ့ကြောင်းရှင်းပြခဲ့တယ်။အဲ့ဒီစကားတွေကသူ့ကိုအကြီးကျယ်စိတ်နှောက်ယှက်ဖြစ်စေခဲ့ပေမဲ့လည်းဟာဂျူလီကအဲ့ဒီဟောကိန်းကိုအများကြီးမတွေးတောဖို့ကြိုးစားခဲ့ပြီးလောလောဆယ်မှာတော့လစ်လျူရှုထားဖို့ရွေးချယ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာရန်သူဘရင်ရဲ့နေမြေစီကိုရောက်ရှိလာခဲ့ကြပါပြီ။အစပိုင်းမှာတော့ဟာဂျူလီအသစ်ဆက်ဆက်လေ့ကျင့်ပေးထားတဲ့စစ်တပ်ဟာတိုက်ပွဲမှာကျင်းတီပေါက်ရှုံးနေတော့မလို့ဖြစ်ခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့စစ်သားတွေဟာစစ်မှန်တဲ့တိုက်ပွဲအတွေ့အကြုံနဲ့ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုတွေလိုအပ်နေသေးလို့ပါပဲ။သူတို့ရဲ့လှုပ်ရှားမှုတွေကမစုံလင်သေးပဲတကယ်စစ်တီတော်တွေလိုတိုက်ခိုက်ဖို့ရုန်းကန်နေခဲ့ကြရတယ်။ဒါပေမဲ့လည်းကန်တရားကသူတို့ဘက်မှာရှိနေစေဖြစ်လို့ဘလို့ပဲဖြစ်ဖြစ်တိုက်ပွဲကိုအောင်မြင်စွာဆင်နွှဲနိုင်ခဲ့ကြပါတယ်။တိုက်ပွဲရဲ့ရုံးရင်းဆန်ခတ်ဖြစ်နေမှုအတွင်းမှာရန်သူဘရင်ကဟာဂျူလီကိုတပ်ဖြတ်ဖို့ရည်ရွယ်ချက်နဲ့သူ့စီကိုတက်တက်မြင်းစည်းဝင်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ရန်သူဘရင်မတိုက်ခိုက်နိုင်ခင်မှာတင်ဟာဂျူလီကသူ့ကိုမြင်းပေါ်ကနေလျင်မြန်စွာဆွဲချလိုက်ပြီးလုံးဝနှိမ်နင်းလိုက်ပါတော့တယ်။ဟာဂျူလီကရန်သူအုပ်ချုပ်သူကိုဖမ်းဆီးပြီးတန်ကြေချင်းတွေနဲ့အတူဘရင်ကြီးရဲ့ရှေ့ကိုဆွဲခေါ်လာခဲ့ပါတယ်။သို့တော်လည်းဖမ်းဆီးခံထားရတဲ့ဘရင်ကဂယုဏတပ်ဖို့တောင်းပန်မိစားရဲရင်စွာနဲ့ပဲမင်းတို့ငါ့ကိုအကြောင်းပြချက်မရှိပဲပိတ်လောင်ထားတာမင်းတို့နိုင်ငံတော်ကိုဖျက်ဆီးခဲ့တာငါလုံးဝမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဟာဂျူလီကသူ့စကားကြောင့်ဇဝေဇဝါဖြစ်သွားပြီးမင်းကအပြစ်မရှိဘူးဆိုရင်ဒီအရာအလုံးအတွက်တကယ်တမ်းဘသူကတာဝန်ရှိတာလဲလို့မေးမြန်းခဲ့တယ်။ဖမ်းဆီးခံဘရင်ကတေးသေးချာချာစဉ်းစားကြည့်စမ်းမင်းတိုက်ခိုက်ပေးနေတဲ့ဘရင်ကသူ့ကိုယ်သူစွမ်းအားကြီးပြီးတရားမျှတပါတယ်လို့ပြောနေတယ်။ဒါပေမဲ့သူ့ရဲ့တစ္ဆာရှိတဲ့ကိုပိုင်စစ်တပ်ကဘယ်မှာလဲ။သူသာတကယ်ကြီးမြတ်တဲ့အုပ်ချုပ်သူဆိုရင်သူ့ရဲ့တိုက်ပွဲတွေကိုတိုက်ခိုက်ဖို့မင်းရဲ့အကူအညီကိုဘာကြောင့်လိုအပ်နေရတာလဲလို့ပြန်ပြောခဲ့ပါတယ်။သူတို့အလုပ်ကျွေးပြုနေတဲ့ဘရင်ဟာတရားမျှတတဲ့လူတစ်ယောက်လုံးဝမဟုတ်ကြောင်းသူကဆက်လက်ပြောဆိုခဲ့ပါတယ်။အဲ့ဒီညမှာတော့နိုင်ငံတော်တဝန်းလုံးမှာကြီးကျယ်ခမ်းနားတဲ့အောင်ပွဲခံခမ်းနားကြီးကျင်းပခဲ့ပါတယ်။ဘရင်ကြီးဟာနေမြေအများပြားကိုတိမ့်ပိုက်ပြီးနောက်တရားဝင်ပြီးသိမ်းမြောက်ခံယူခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဖမ်းဆီးခံထားရတဲ့ရန်သူဘရင်ကိုတော့အခမ်းအနားအတွင်းမှာတန်ကြိုးတွေနဲ့တုံ့နှောင်ထားဆဲဖြစ်ပြီးလူတိုင်းကသူ့ကိုပြောင်းအောင်စော်ကားနေခဲ့ကြပါတယ်။သို့တော်လည်းအခြားသူတွေနဲ့မတူပဲမင်းသမီးကတော့မြင်တွေ့နေရတဲ့မြင်ကွင်းကြောင့်စိတ်နှောက်ယှက်ဖြစ်နေခဲ့ရတယ်။သူမကဖမ်းဆီးခံအုပ်ချုပ်သူကိုမုန်းတိမိအစာတနာဂယုဏတက်မိလာခဲ့တာပါ။ဟာဂျူလီကသူမရဲ့ထူးဆန်းတဲ့တုံ့ပြန်မှုကိုသတိပြုမိသွားပြီးသူမအနာကိုတိတ်တဆိတ်ချင်းကပ်သွားခဲ့ပါတယ်။သူကသူမကိုဘာကြောင့်ဒီလောက်အထိစိတ်ဆင်းရဲနေရတာလဲလို့မေးမြန်းခဲ့ပြီးဘာမှမကြောက်ပဲအမှန်တရားကိုဖွင့်ပြောနိုင်ကြောင်းပြောခဲ့တယ်။မင်းသမီးကနောက်ဆုံးမှာတော့အရာအလုံးကိုဖွင့်ချလိုက်ပါတော့တယ်။သူမရဲ့ခင်မွန်းဟာတစ်ချိန်ကဒီနိုင်ငံတော်ရဲ့စစ်မှန်တဲ့ဘရင်ဖြစ်ခဲ့ပြီးအခုဖမ်းဆီးခံထားရတဲ့အုပ်ချုပ်သူကသူမခင်မွန်းအပေါ်တစ္ဆာရှိရှိအလုပ်ကျွေးပြုခဲ့သူဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ခမဲတော်အရင်ကပဲသူမရဲ့ခင်မွန်းကိုအစိတ်ခတ်သက်ဖြတ်ပြီးထီးနှန်းကိုအတ္တမလူယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဖမ်းဆီးခံထားရတဲ့ဘရင်ဟာတကယ်တော့သူမခင်မွန်းရဲ့အယုံကြည်ရဆုံးလုပ်ဖော်ကိုင်ဘက်ဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။ဒီတစ္ဆာဖောက်မှုကိုသိရှိသွားပြီးတဲ့နောက်သူကသူမခမဲတော်အပေါ်ပုံကန်ခဲ့တာဖြစ်ပြီး
ဒါကပဲနောက်ဆုံးမှာစစ်ပွဲစီဦးတည်သွားခဲ့ရတာဖြစ်ပါတယ်မင်းသမီးကမျက်ရည်ကျရင်အခုဖန်စီခံဘရင်ကအပြစ်မရှိပဲသူတို့ရဲ့ရန်သူအစ်စ်လုံးဝမဟုတ်ကြောင်းဟာဂျူလီကိုပြောပြခဲ့ပါတယ်ဒုက္ခအလုံးရဲ့နောက်ွယ်ကတကယ်တရခံကတော့သူမရဲ့ခမဲတော်အရင်ပဲဖြစ်ပါတယ်သို့တော်လည်းသူမအနေနဲ့ခမဲတော်ကိုဘယ်တော့မှစန့်ကျင်လို့မရကြောင်းရှင်းပြခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူမရဲ့သားငယ်လေးဟာခမဲတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေလို့ပါပဲသူမရဲ့ကလေးငယ်ဘေးကင်းရဲ့အတွက်စိုးရိမ်တာကြောင့်သူမကဟာဂျူလီကိုသားလေးကိုဒီနိုင်ငံတော်ကနေခေါ်ထုတ်သွားပေးဖို့နဲ့သူ့လိုမျိုးတန်မာပြီးဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်ဖြစ်အောင်ပြုစုပြောင်းထောင်ပေးဖို့ငိုယိုတောင်းပန်ခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲဘရင်လူယုံတစ်ယောက်ရောက်လာပြီးဟာဂျူလီကိုဘရင်ကြီးကချက်ချင်းတွေ့ချင်နေကြောင်းအကြောင်းကြားခဲ့ပါတယ်အဲ့ဒီနောက်ဟာဂျူလီကဘရင်ကြီးကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်ဘရင်ကြီးကဟာဂျူလီကိုနှွေးထွေးစွာကြိုဆိုခဲ့ပြီးရရှိခဲ့တဲ့အောင်ပွဲအတွက်ဘလောက်အထိဝမ်းသာမိကြောင်းပြောပြခဲ့တယ်သူကဟာဂျူလီကိုတာမန်နဲ့အားနေတဲ့စစ်တပ်တစ်ခုကိုစစ်ဖြူဟာတွေနဲ့နီးဖြူဟာတွေတင် जा ပေးယုံနဲ့အောင်ပွဲရစစ်တပ်အဖြစ်ပြောင်းလဲပေးခဲ့တာကြောင့်ချီးကျူးစကားဆိုခဲ့ပါတယ်ဘရင်ကြီးကအခုဆိုရင်သူဟာဘယ်တော့မှထပ်မဆိုပိုမိုစွမ်းအားကြီးလာပြီလို့ဂုဏ်ယူစွာကြေညာခဲ့ပါတယ်ဟာဂျူလီလေ့ကျင့်ပေးခဲ့တဲ့စစ်သားတွေကအခြားသူတွေကိုဆက်လက်လေ့ကျင့်ပေးသွားမှာဖြစ်လို့သူ့ရဲ့စစ်အင်အားဟာအဆုံးမရှိတိုးတက်လာလိမ့်မယ်လို့ရှင်းပြခဲ့ပါတယ်အချိန်တန်ရင်သူဟာတစ်ကမ္ဘာလုံးကိုသူ့ရဲ့အုပ်ချုပ်မှုအောက်သွတ်သွင်းဖို့စီစဉ်ထားပါတယ်ဘရင်ကြီးကဟာဂျူလီကိုဒီအောင်မြင်မှုရဲ့အဓိကအကြောင်းရင်းဖြစ်တယ်လို့ပြောပြီးသူ့ဘေးနားမှာအယုံကြည်ရဆုံးလူယုံတော်အဖြစ်အထူးရာထူးတစ်ခုကမ်းလှမ်းခဲ့ပါတယ်ဒါပေမဲ့ဟာဂျူလီကအဲ့ဒီကမ်းလှမ်းမှုကိုချက်ချင်းညှင်းပယ်လိုက်ပါတော့တယ်ဘရင်ကြီးကဂယုမဆိုင်ဟန်ဆောင်လိုက်ပြီးဒါဟာသူ့အတွက်ဘာမှအရေးမကြီးကြောင်းအေးဆက်စွာပြန်လည်ပြောဆိုခဲ့တယ်သူကဟာဂျူလီကိုသူ့ရဲ့ဝန်ဆောင်မှုတွေအတွက်ဆုလက်အဖြစ်ရွှေတင်ကားတွေပေးအပ်မှာဖြစ်ပြီးအဲ့ဒီနောက်မှာတော့သူအလိုရှိတဲ့အချိန်တိုင်းနိုင်ငံတော်ကနေလွတ်လပ်စွာထွက်ခွာနိုင်ကြောင်းပြောခဲ့ပါတယ်ဘရင်ကြီးကမာနထောင်လွှားစွာနဲ့ပဲအုပ်ချုပ်သူတယောက်အနေနဲ့သူ့ဘေးနားမှာဟာဂျူလီလိုလူမျိုးတွေကိုတကယ်တမ်းမလိုအပ်ပါဘူးလို့ထပ်လောင်းပြောဆိုခဲ့ပါတယ်နောက်ပိုင်းမှာတော့ဟာဂျူလီနဲ့သူ့ရဲ့အဖွဲ့သားတွေဟာသူတို့ရဲ့ဆုလက်တွေကိုတင်ဆက်ပြီးနောက်ထွက်ခွာဖို့ပြင်ဆင်ခဲ့ကြတယ်ဒါပေမဲ့ရွာကိုဖျက်တမ်းလျှောက်လန်းနေစဉ်မှာဟာဂျူလီကသူ့ပတ်လည်ကတာမန်ပြည်သူတွေရဲ့မျက်နှာအမူအရာတွေကိုတတိပြုမိသွားခဲ့ပါတယ်ရွာသားတွေဟာသူ့ရဲ့ထွက်ခွာမှုအတွက်အလွန်အမင်းဝမ်းနည်းနေကြတာကိုတွေ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့စီမှာရှိနေခဲ့စဉ်အတွင်းဟာဂျူလီဟာသူတို့ကိုစစ်ပွဲအတွက်တင်လေ့ကျင့်ပေးခဲ့တာမဟုတ်ပဲတတိစည်းကမ်းနဲ့ပုံမကောင်းမွန်တဲ့လူနေမှုဘဝပုံစံတွေကိုပါသင်ကြားပေးခဲ့လို့ပါပဲပြည်သူတွေကသူ့ကိုအလွန်အမင်းလေးစားအားကျလာခဲ့ကြတာဖြစ်ပါတယ်သူတို့ရဲ့ဝမ်းနည်းမှုကိုမြင်လိုက်ရတဲ့အခါဟာဂျူလီကရုတ်တရက်ရပ်တန့်လိုက်ပါတယ်ဘာမှတွေးဝေမနေပဲသူဟာရွှေတင်ကားတွေပြည့်နေနေတဲ့သူ့ရဲ့အိတ်ကိုလွှတ်ပစ်လိုက်ပြီးရွာသားတွေဟာသူ့ကိုလိုအပ်နေသေးတာကြောင့်သူထွက်မသွားတော့ပဲပြည်သူတွေနဲ့အတူဒီနေရာမှာပဲရှိနေတော့မယ့်အကြောင်းအတန်ကျကျနဲ့ကြေညာလိုက်ပါတော့တယ်သူ့ရဲ့လုပ်ဖို့ကိုင်ဘက်တစ်ယောက်ကစိတ်ပြတ်သွားပြီးသူဘာလုပ်နေတာလဲလို့မေးမြန်းခဲ့တယ်သူကဟာဂျူလီကိုသူတို့တွေဆုလက်ရွှေတွေကိုရရှိပြီးပြီဖြစ်လို့နိုင်ငံတော်ကနေချက်ချင်းထွက်ခွာတဲ့နယ်လို့ပြန်လည်တတိပေးခဲ့တယ်သို့တော်လည်းဟာဂျူလီရဲ့ကျန်တဲ့အဖွဲ့သားတွေကတော့သူ့ဘေးမှာရက်တီဖို့ရွေးချယ်ခဲ့ကြပါတယ်တယောက်ပြီးတယောက်သူတို့ရဲ့ရွှေအိတ်တွေကိုလွှတ်ပစ်လိုက်ကြပြီးပြည်သူတွေကိုစွန့်ခွာမသွားပဲဟာဂျူလီနဲ့အတူနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဗျာလုပ်ဖို့ကိုင်ဘက်တစ်ယောက်ထဲသာလိုက်ပါနေထိုင်ဖို့ညှင်းဆန်ခဲ့ပါတယ်သူကသူ့ရဲ့ရွှေတွေကိုတင်ဆက်ပြီးနိုင်ငံတော်ကနေတယောက်ထဲထွက်ခွာသွားခဲ့ပါတယ်ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာတော့ဟာဂျူလီနဲ့သူ့အဖွဲ့သားတွေဟာဘရင်နန်းဆောင်စီကိုတက်ဦးတည်သွားခဲ့ကြပါတယ်ဒါပေမဲ့သူတို့ရောက်ချင်းမှတင်ဘရင်စစ်သားတွေကသူတို့ကိုလမ်းကြောင်းမျိုးစုံကနေဝိုင်းရံလိုက်ကြပါတော့တယ်အဲ့ဒီနေရာမှာမင်းသမီးနဲ့သူမရဲ့တားငယ်လေးလည်းရှိနေခဲ့ကြပါတယ်အဲ့ဒီအခိုက်အတန့်မှာပဲဘရင်လူယုံတယောက်ကဘရင်ကြီးကိုသမီးတော်ကဟာဂျူလီကိုတားလေးအားနိုင်ငံတော်ပြင်ပသို့ခေါ်ထုတ်သွားပေးရန်တိတ်တဆိတ်တောင်းဆိုခဲ့ကြောင်းသတင်းပို့လိုက်ပါတယ်ဒါကိုကြားရတဲ့အခါဘရင်ကြီးအကြီးအကျယ်ဒေါသထွက်သွားခဲ့ရတယ်သူကမင်းသမီးရဲ့ကလေးငယ်ကိုသူ့မလက်ထဲကနေဒေါသတကြီးနဲ့ချက်ချင်းလူယူလိုက်ပါတော့တယ်ဘာတတိပေးချက်မှမရှိပဲဘရင်လူတွေကဟာဂျူလီကိုဝင်ရောက်တိုက်ခိုက်ကြပါတယ်ဟာဂျူလီဟာခြုံခိုတိုက်ခိုက်မှုအတွင်းမှာအင်အားချင်းမမျှပဲတတိလစ်သွားခဲ့ရတယ်သူနောက်ဆုံးမှာတတိပြန်လဲလာတဲ့အခါသူဟာတန်ကြိုးအထက်ထက်နဲ့တုံနှောင်ချင်းခံရပြီးအချင်းချခံထားရမှန်းသိလိုက်ရပါတယ်မကြခင်မှာပဲဟာဂျူလီကြီးပြင်းခဲ့ပြီးတစ်ချိန်ကတစ္ဆာရှိရှိအလုပ်ကျွေးပြုခဲ့မှုတဲ့အခြားနိုင်ငံတော်တစ်ခုကဘရင်တစ်ပါးရောက်ရှိလာခဲ့ပါတယ်ဟာဂျူလီဟာအတိတ်တုန်းကဒီလိုအတွက်တိုက်ပွဲပေါင်းများစွာကိုတိုက်ခိုက်ပေးခဲ့ပြီးအမြဲတမ်းတစ္ဆာရှိရှိထောက်ခံပေးခဲ့တာပါဒါပေမဲ့အခုတော့ဆိုးရွားလာတဲ့အမှန်တရားကြီးပေါ်ပေါက်လာခဲ့ပါပြီအဲ့ဒီဘရင်ကလည်းဟာဂျူလီကိုတစ္ဆာဖောက်ခဲ့တာဖြစ်ပါတယ်သူကလက်ရှိအုပ်ချုပ်သူနဲ့တိတ်တဆိတ်မဟာမိတ်ဖွဲ့ထားခဲ့တာဖြစ်ပြီးသူတို့နှစ်ယောက်အတူတူပူးပေါင်းပြီးတကမ္ဘာလုံးကိုတိမ့်ပိုက်ဖို့ကတိပြုထားကြတာပါအဲ့ဒီဘရင်ကသူနဲ့အတူကြီးမားလာတဲ့အမဲရောင်ဝန်းပလွေကြီး၃ကောင်ကိုလည်းခေါ်ဆောင်လာခဲ့ပါတယ်သူတို့ရဲ့ထိတ်လန့်စရာဦးတန်တွေကဟာဂျူလီအနှစ်အတော်ကြာအိမ်မက်ဆိုးတွေထဲမှာကြားနေခဲ့ရတဲ့အတန်တွေနဲ့အတိအကျတူညီနေခဲ့တာပါအဲ့ဒီအခိုက်အတန့်မှာပဲဟာဂျူလီဟာထိတ်လန့်စရာကောင်းတဲ့အချက်တစ်ခုကိုရုတ်တရက်သတိပြုမိသွားခဲ့ပါတယ်သူ့ရဲ့ဇနီးနဲ့သားသမီးတွေအသက်ခံခဲ့ရတဲ့ညတုန်းကလည်းဒီလိုဝန်းပလွေဦးတန်မျိုးတွေပဲပဲတင်ထက်နေခဲ့တာဖြစ်ပါတယ်ဒီအမှန်တရားပေါ်ပေါက်လာမှုကသူ့ရှေ့မှာမတ်တက်ရက်နေတဲ့ဘရင်ဟာတကယ်တမ်းတော့သူ့မိသားစုတည်ဆုံမှုအတွက်အစကတည်းကတရားခံအစ်စ်ဖြစ်မှန်းသူ့ကိုနားလည်သွားစေခဲ့ပါတယ်ဒေါသတွေပြည့်နှက်သွားတဲ့အတွက်ဟာဂျူလီကဘာကြောင့်ဒီလိုဆိုးရွားတဲ့လုပ်ရက်ကိုကျူးလွန်ခဲ့ရတာလဲလို့မေးမြန်းတောင်းဆိုခဲ့တယ်ဘရင်ကအေးဆက်စွာပြန်ဖြေခဲ့တာကသူကိုယ်တိုင်ကသာနိုင်ငံတော်ရဲ့တကယ်သူရဲ့ကောင်းတဲ့အုပ်ချုပ်သူဖြစ်ရမှာပါဒါပေမဲ့ပြည်သူတွေကတော့ဟာဂျူလီရဲ့တတိစွန်စားမှုတွေနဲ့သူရဲ့ကောင်းဆန်တဲ့လုပ်ရက်တွေကြောင့်သူ့ကိုပဲပုံမလေးစားအားကျနေခဲ့ကြတာဖြစ်ပါတယ်ဘရင်ကသူဟာဟာဂျူလီကိုလူသိရှင်ကြားလဲမတတ်နိုင်တယ်လို့ပြည်သူတွေရဲ့ချစ်ခင်မှုကိုခံနေရတာကိုလည်းခွင့်မပြုနိုင်ဘူးလို့ရှင်းပြခဲ့တယ်ဒါကြောင့်သူကဟာဂျူလီကိုလူသက်သမားအဖြစ်မဟုတ်မမှန်ဆွဆွဲပြီးပြည်သူတွေသူ့ကိုစန့်ကျင်လာအောင်နဲ့ဘရင်ကိုပဲပြန်လည်ထောက်ခံလာအောင်လှုံ့ဆော်ခဲ့တာဖြစ်ပါတယ်ဒီအမှန်တရားကိုကြားရတဲ့အခါဟာဂျူလီဟာဒေါသအလေးလေးထွက်လာခဲ့ပါတော့တယ်ဒါပေမဲ့သူ့ရဲ့ဒေါသတွေရှိနေလိမ့်ကစားသူ့ကိုတုံ့နှောင်ထားတဲ့ကြီးမားလာတဲ့တန်ကြိုးတွေကြောင့်သူလှုပ်ရှားလို့မရခဲ့ပါဘူးတစ်ချိန်တည်းမှာပဲမကောင်းဆိုးဝါးဘရင်ကြီးဟာလူတိုင်းကိုတယောက်ပြီးတယောက်ကိုမျက်ဖို့ပြင်ဆင်နေခဲ့ပါတယ်အံ့ဩစရာကောင်းတာကသူပထမဆုံးတက်ဖို့ဆုံးဖြတ်လိုက်တဲ့လူဟာသူ့ရဲ့သမီးရင်းကိုယ်တိုင်ဖြစ်နေတာပါဟာဂျူလီကဘာမှမတတ်နိုင်ပဲဇဝေဇဝါနဲ့ဒေါသတကြီးစောင့်ကြည့်နေခဲ့ရတယ်အဲ့ဒီအခိုက်အတန့်မှာပဲသူ့ရဲ့လုပ်ဖို့ကိုင်ဘက်တွေကသူ့ကိုစတင်အားပေးခဲ့ကြပါတယ်သူတို့ကအခုချိန်မှာအရှုံးမပေးဖို့နဲ့သူ
သူသာမိမိကိုယ်ကိုယုံကြည်ချက်ပျောက်ဆုံးသွားရင်သူတို့အားလုံးလည်းပျက်စီးရလိမ့်မယ်လို့ပြောခဲ့ကြတယ်။သူတို့ရဲ့စကားတွေကဟာဂျူလီရဲ့ပြတ်သားတဲ့စိတ်ဓာတ်ကိုနောက်တစ်ကြိမ်ပြန်လည်နှိုးထလာစေခဲ့ပါတယ်။သူ့ရဲ့ခွန်အားအလုံးကိုစုစည်းပြီးဟာဂျူလီဟာနောက်ဆုံးမှာသူ့ကိုတုံ့နှောင်ထားတဲ့ကြီးမားလာတဲ့တန်ကြိုးတွေကိုယုံချီဖျက်ဆီးပြီးလွတ်မြောက်အောင်လုပ်နိုင်ခဲ့ပါတော့တယ်။သူလွတ်မြောက်သွားတာနဲ့ချက်ချင်းပဲမင်းသမီးစီကိုပြေးသွားခဲ့ပြီးသူမအသက်မခံရခင်မှာတင်ကယ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အမဲရောင်ဝံပလွေကြီးသုံးကောင်ကဟာဂျူလီစီကိုပြေးဝင်လာပြီးရက်ရက်ဆက်ဆက်တိုက်ခိုက်ကြပေမဲ့ဟာဂျူလီကဘာမှမကြောက်ဘဲရင်ဆိုင်ခဲ့ပြီးအံ့မခံတိုက်ပွဲကြီးအတွင်းမှာဝံပလွေသုံးကောင်လုံးကိုတပ်ဖြတ်နိုင်ခဲ့ပါတယ်။တားရဲကြီးတွေကိုနှိမ်နင်းပြီးနောက်ဟာဂျူလီဟာသူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုရောအစောပိုင်းကသူတို့ရဲ့ရန်သူလို့သတ်မှတ်ထားခဲ့တဲ့အချင်းချခံဘရင်ကြီးကိုပါလွှတ်ပေးခဲ့ပါတယ်။ရုံးရင်းဆန်ခတ်ဖြစ်နေစဉ်အတွင်းမကောင်းဆိုးဝါးဘရင်နှစ်ယောက်စလုံးဟာထွက်ပြေးဖို့ကြိုးစားခဲ့ကြတယ်။ဘလို့ပဲဖြစ်ဖြစ်ဟာဂျူလီကသူကြီးပြင်းခဲ့တဲ့နိုင်ငံတော်ကဘရင်ကိုဖမ်းမိသွားခဲ့ပါတယ်။ဒေါသနဲ့နာကျင်မှုတွေဝါးမြူနေတဲ့အတွက်ဟာဂျူလီဟာသူ့ရဲ့မိသားစုရက်ရက်ဆက်ဆက်အသက်ခံခဲ့ရတဲ့ပုံစံအတိုင်းပဲအဲ့ဒီဘရင်ကိုပြန်လည်တပ်ဖြတ်ပစ်လိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ဟာဂျူလီနဲ့သူ့အဖွဲ့သားတွေဟာနန်းတော်စီကိုဦးတည်သွားခဲ့ကြတယ်။သူတို့ရောက်သွားတဲ့အခါအာဂတိလိုက်စားတဲ့ဘရင်ကြီးဟာကြန့်ရှိနေတဲ့လက်နက်ကင်စစ်တပ်နဲ့အတူမတ်တရက်နေတာကိုတွေ့လိုက်ရတယ်။တစ်ဖက်မှာလည်းဘရင်စစ်သားတယောက်ကမင်းသမီးရဲ့တားငယ်လေးရဲ့လယ်ပင်မှာဓားမြောင်တလက်နဲ့ထောက်ထားခဲ့ပါတယ်။ဘရင်ကစစ်သားကိုကလေးကိုချက်ချင်းကွပ်မျက်ဖို့အမိန့်ပေးလိုက်ပေမဲ့ရုတ်တရက်ဆိုသလိုအစောပိုင်းကရွှေတွေကြောင့်ဟာဂျူလီကိုဆုတ်ခွာသွားခဲ့တဲ့လုပ်ဖော်ကိုင်ဘက်ကမမျှော်လင့်ပဲပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဘာမှတွေဝေးမနေပဲသူကကွပ်မျက်မဲ့သူစီကိုမြားတစ်ချက်တက်တက်ပစ်ခတ်ပြီးတပ်ဖြတ်လိုက်တာကြောင့်ကောင်လေးရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ချက်ချင်းပဲဘရင်စစ်တပ်ကဟာဂျူလီနဲ့သူ့အဖွဲ့သားတွေပေါ်အပြင်းထန်တိုက်ခိုက်ပါတော့တယ်။ဟာဂျူလီကအမခန်ခွန်အားနဲ့တတိတွေနဲ့သူတို့ကိုထိတ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲအတွင်းမှာပဲကလေးကိုကယ်တင်မှုပြန်လာခဲ့တဲ့အဲ့ဒီလုပ်ဖော်ကိုင်ဘက်ဟာပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီးနောက်ဆုံးမှာတော့တေဆုံးသွားခဲ့ရပါတယ်။မကြခင်မှာပဲဘရင်စစ်တပ်ရဲ့ကျန်တဲ့အပိုင်းကဟာဂျူလီနဲ့သူ့လူတွေစီကိုထပ်မံတိုးကပ်လာခဲ့ပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဟာဂျူလီလေ့ကျင့်ပေးထားတဲ့စစ်သားတွေကမပြိုကွဲနိုင်တဲ့တိုင်း shield wall ကိုအောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ကြပါတယ်။အရင်တုန်းကနဲ့မတူပဲသူတို့ရဲ့ခံစစ်ဖွဲ့စည်းပုံဟာအခုဆိုရင်အလွန်မင်းစွမ်းအားကြီးမားပြီးစီကံရှိလာပါတယ်။တိုက်ခိုက်နေစဉ်အတွင်းဟာဂျူလီကအနားမှာရှိတဲ့စုံနက်မင်းကြီးရဲ့ဇနီးတဲ့အတွက်တုံးလုပ်ထားတဲ့ကြီးမားလာတဲ့ရုပ်တုကြီးကိုသတိပြုမိသွားခဲ့ပါတယ်။ရန်သူစစ်တပ်တွေရှေ့ကိုဆက်လက်တိုးကပ်လာစဉ်မှာပဲဟာဂျူလီကအဲ့ဒီကြီးမားလာတဲ့ရုပ်တုကြီးကိုသူတို့အပေါ်ကိုလှမ်းတွန်းချလိုက်ပါတော့တယ်။ကြီးမားလာတဲ့ရုပ်တုကြီးကတိုက်ပွဲကွင်းပြင်ထဲကိုပြိုကျသွားခဲ့တာကြောင့်ရန်သူစစ်သားတွေပြာရခတ်သွားကြပြီးထိတ်လန့်တကြားနဲ့နောက်ဆုတ်ပြေးကြပါတော့တယ်။သူ့ရဲ့စစ်တပ်ပျက်စီးသွားတာကိုစောင့်ကြည့်ရင်းဘရင်ကြီးကဒေါသတကြီးအော်ဟစ်ပြီးဘလို့ပဲဖြစ်ဖြစ်ဟာဂျူလီကိုတပ်ပစ်ဖို့သူ့လူတွေကိုအမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ဘာမှမလုပ်နိုင်ခင်မှာတင်ပြိုကျလာတဲ့ရုပ်တုကြီးကဘရင်ကြီးကိုဖိမိပြီးတေဆုံးသွားစေခဲ့ပါတော့တယ်။ဘရင်ကြီးရဲ့တေဆုံးမှုနဲ့ဟာဂျူလီရဲ့မယုံနိုင်စရာတတိတွေကိုမြင်တွေ့ပြီးတဲ့နောက်မှာတော့ကြန့်ရှိနေတဲ့စစ်သားတွေနဲ့ပြည်သူတွေအားလုံးဟာသူ့ရဲ့ရှေ့မှာယိုသေးလေးစားစွာနဲ့ဒူးထောက်အလေးပြုလိုက်ကြပါတော့တယ်။အဲ့ဒီအချိန်မှာတော့လူအများပြားကဟာဂျူလီဟာတကယ်စစ်နှက်မင်းရဲ့တားတော်ဟုတ်မဟုတ်ဆိုတာကိုမတေချာမရေရာဖြစ်နေကြသေးပါပဲ။ဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒါကဘာမှမရေးကြည့်တော့ပါဘူး။ဟာဂျူလီဟာအခြားသူတွေအားလုံးရဲ့အထက်မှာနေရာတစ်ခုရရှိခဲ့တာကနတ်ဖျားသွေးပါဝင်နေလို့မဟုတ်ပဲသူ့ရဲ့တတိခွန်အားနဲ့ကြောက်ရွံ့မှုမရှိတဲ့နှလုံးသားကြောင့်သာဖြစ်ပါတယ်။သူဟာအမြဲတမ်းအပြစ်မဲ့ပြည်သူတွေကိုကာကွယ်ပေးခဲ့ပြီးတာမန်လူသားတွေကိုအလေးနဲ့ဂရုစိုက်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သူတွေကဟာဂျူလီကိုဘယ်တော့မှထပ်မဆိုပိုမိုချစ်ခင်လေးစားအားကြလာခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ဟာဂျူလီရဲ့ဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါပြီဗျာ။